ဗီယက်နမ်နိုင်ငံဟာနွိုင်းမြို့ကိုသွားတဲ့အခါ24ရက်3လ2024မှာကျွန်တော်တို့ဒီစပားစိုက်စစ်ကိုလုပ်နေတဲ့စက်ရုံရောက်သွားတာပါအဲစက်ရုံမှာသွားပြီးတော့ကြည့်ရပါစက်ရုံမှာသူတို့လဲပတ်နေတဲ့ဥစ္စာနဲ့စက်ရုံရဲ့အနေအထားလေးကိုသွားပြီးတော့ကြည့်တာပါအဲ့ဒီစက်ရုံသွားပြီးတဲ့ခါကျတော့ကျွန်တော်ကဒီစပားသူတို့လက်တွေ့စိုက်တာလေးလေးတွားပြီးတော့လေ့လာပါတယ်ကြည့်ပါတယ်စိုက်တဲ့အနေထားလေးကောင်းပါတယ်နောက်တစ်ခုကဒီဥစ္စာကကျွန်တော်ကရှေ့အကြီးဆွဲတာပိုကောင်းပါတယ်တချို့ကအနောက်ကကြီးတွန်းတာဖြစ်တယ်အနောက်ကတွန်းတဲ့ခါကျလို့ရှိရင်အဲ့ဒီစပားတွေကိုပြန်ပြီးတော့နင်းမိတတ်ပါတယ်အခုဒီဆက်ကတော့စပားစိုက်ဆက်ထဲကိုထည့်ဖို့အတွက်ကိုပြိုးပန်းတွေတဲကိုစပားထည့်နေတာဖြစ်ပါတယ်စပားမထည့်ခင်အောက်မှာမြေတစ်ထပ်ထည့်ပါတယ်မြေရဲ့အပေါ်မှာစပားထည့်ပါတယ်ပြီးသွားလို့ရှိရင်အပေါ်ကယူတော့ကာဗာတစ်ထပ်ထပ်ထည့်ပါတယ်ပြီးတော့မှဒီဥစ္စာကိုပြိုးပန်းထောင်တာဖြစ်ပါတယ်ပြီးလို့ရှိရင်14ရက်သားမှာစပြီးစိုက်ပါတယ်အခုဒီနေရာကတော့တီကောင်တွေမွေးမြူထားတဲ့ကံဖြစ်ပါတယ်အခုဒါတီကောင်မွေးထားတဲ့ဥစ္စာမှာတီကောင်တွေအများကြီးဖြစ်နေတာကိုအခုမြင်တွေ့နေရတာဖြစ်ပါတယ်ဒါတီတွေစားထားလို့တီရဲ့ကျစ်စာခဲလေးတွေပါနောက်တစ်ခါသူတို့ဘာလုပ်သေးလဲဆိုရင်အဲ့ဒီတီကောင်တွေကိုဒီဖာတလာစာလုပ်ဖို့အတွက်ကိုဒီတီကောင်နှစ်ပုံးဒီမှာထည့်ထားတယ်အဲ့ဒီနှစ်ပုံးကိုသူကတက်ကြီးတွေကိုထည့်ပြီးတော့မှဒီတီကောင်ရဲ့ fertilizer ရဖို့အတွက်ကိုသူတို့လုပ်ပါတယ်အခုဒီနေရာလေးကတော့ဒါကတီကောင်ရဲ့မွေးမြူထားတဲ့ကံရဲ့အပြင်ကမြင်ရတာဖြစ်ပါတယ်โอเคဒီနေ့28ရက်2လ2024မှာအေးပန်းကိုရောက်တာစာကြည့်ရတဲ့ကောင်ကိုရဲ့မြင်မှာသင်္ကတဲ့ဒီအစားဖြည့်ပြီးတော့မင်းနဲ့ဆိုရင်ဒီခါတော့အကုန်လုံးဖောက်ကြီးဖောက်ချတယ်ဘာလို့ဆိုရင်သူကအခုဒီဥစ္စာကတော့ငရှင်းတွေကိုအစာကျွေးနေတာပါငရှင်းတွေအစာကျွေးတာတကယ်ကိုအစာတွေကိုတပြုတ်ပြုတ်နဲ့စားနေတဲ့အတန်ကတကယ်ကိုအားရစရာကြီးပါသူတို့ကတကေကြီးကို2ကောင်စိုက်မွေးတာပါတကေကြီးကို 5.2 US ဒေါ်လာရပါတယ်စာကျွေးပြီးသွားရင်ဒီဥစ္စာကသူတို့ကကန်ကိုချက်ချင်းဆေးပါတယ်မိနစ်20အတွင်းမှာကိုသူတို့ကဒါတွေကိုဆေးပစ်တယ်ဆေးတော့မှဒီဥစ္စာကတန့်ရှင်းပြီးတော့သွားတာဖြစ်ပါတယ်သူတို့ဆေးတာတော်တော်ကိုတန့်ရှင်းဆေးတာဘယ်လောက်သိတာလဲဆိုလို့ရှိရင်ဆေးပြီးသွားလို့ရှိရင်ငရှင်းတွေကအခုလိုမျိုးငြိမ်ပြီးတော့အေးအေးဆေးဆေးလေးနဲ့သူတို့ကနားနေတဲ့အဆင့်ရောက်သွားပါတယ်ပြီးတော့အခုကျွန်တော်လမ်းလျှောက်တဲ့နေရာက6တွေ့နေတယ်ဆိုတာတကယ်တမ်းကအဲ့အောက်မှာရေပိုက်တွေရှိပါတယ်ရေပိုက်တွေလောက်ထားတဲ့စနစ်ကလည်းတော်တော်ကောင်းပါတယ် Okay 28ရက်နေ့ 28ရက်2လ2024မှာဒါဖားတွေမွေးထားတဲ့စကန်သူဖားတွေမွေးထားတဲ့ဥစ္စာမှာဒါရှိမယ်ခေါင်းပေါ်မှာဒီဥစ္စာလေးတွေက14ရက်သားအထိကဒီလိုပဲမွေးလာတယ်မွေးလာပြီးသွားလို့ရှိရင်အခုဖားမွေးတဲ့ကန်နောက်တစ်ခုသွားတာပါအင်ဒိုမွေးထားတာဖြစ်ပါတယ်အခုဒီနေရာကသူတို့ကဖားဥလေးတွေကိုထည့်ပြီးတော့မှဥကိုဒီမှာကြီးပြီးတော့ဖားသားပေါက်အထိရအောင်လုပ်ပါတယ်လုပ်ပြီးသွားလို့ရှိရင်အခုဒီရည်ပြီးတော့ပိုက်နေပဲစိုက်ဖုန်းပုံစံမျိုးနဲ့ချပြီးတော့မှဒီကန်ထဲကိုထည့်ပါတယ်ဒီကန်ထဲမှာဖားသားလောင်းလေးတွေဖြစ်တဲ့အထိမွေးပါတယ်အခုဒီရှေ့ဘက်မှာတော့ဖားဘရီဒါတွေမွေးထားတာတွားကြည့်တာပါဘရီဒါတွေကတော့အဲ့ဒီမှာအကောင်လဲတော်တော်ကြီးတယ်ပျော်မြူးပြီးတော့အခုလိုမျိုးခုံပေါက်နေတာတွေ့ရမှာပါဒါကတော့ဘဲမွေးတဲ့စခန်းကိုရောက်သွားပြီဘဲလီတွေမွေးထားတဲ့ဥစ္စာတော်တော်ကြမ်းကြမ်းမာနဲ့ကောင်းပါတယ်သူတို့တော့ရေကူးဖို့အတွက်ကိုတော့အလဲမှာပဲထားတယ်ဒါကဘဲအကြီးကိုလည်းဒီလိုပဲအလဲမှာရေကူးလို့ထားတယ်ကျွန်တော်တို့ဗမာပြည်မှာဆိုရင်သူတို့ကိုရေကန်နဲ့လွတ်ပြီးတော့မွေးမယ်ဆိုရင်ပို့ပြီးကောင်းပါတယ်အခုဒီဟာကတော့ကျွန်တော်တို့လိတ်မွေးတဲ့စကန်ကိုရောက်သွားပါပြီဒါကလိတ်တွေကိုအစာကျွေးတဲ့စင်လေးပါငါးကန်ထဲမှာပဲသူက
တက်ထပ်ပြီးတော့ကန်လေးကာထားတာပါကာထားပြီးတော့မှလက်ကလေးတွေကိုဒီထဲမှာထည့်ပြီးလက်တွေကိုမွေးထားပါတယ်ဒီ size ရောက်လို့ရှိရင်သူတို့ကမွေးမဲ့လူတွေကိုရောင်းပါတယ် size ကတော့ဒီလို size လေးတွေပါအဲ့ဒါကိုသူတို့ကနောက်လက်ကိုအကြီးမွေးမဲ့လူတွေကိုရောင်းတာဖြစ်ပါတယ်အဲ့ဒါရောင်းဖို့အတွက်ဆိုလို့ရှိရင်သူတို့က packaging ဘယ်လိုလုပ်လဲဆိုရင်ဖော့ပိုက်လေးနဲ့အဲ့ဒီလိုလေးထားတယ်ပြီးတော့မှဒီအကြီးသေးလေးရွေးပြီးတော့မှသူကဒီဥစ္စာကိုဒီဒေသမှာရှိနေတဲ့လက်မွေးကျင်တဲ့လူတွေကိုမျိုးပြန့်ပြီးတော့မွေးတာဖြစ်ပါတယ်အခုဒါတော့ကျွန်တော်တို့ကငါးမွေးတဲ့ကန်ကကြီးပြီးတော့ငါးဖော်နေတာကိုသွားကြည့်တာပါအဲ့မှာတော့ထူးခြားတာလေးကတော့ရေအောက်ကယူပြီးတော့ကံပေါင်းပေါ်ကိုစက်သီးလေးနဲ့ဆွဲပြီးတော့တင်သွားတာပါအဲ့တော့တက်လာတဲ့ဥစ္စာတွေကအရှင်ပို့တာဖြစ်တဲ့အတွက်ကြောင့်ကားပေါ်မှာရေကန်လေးတွေလှုပ်ထားပါတယ်အဲ့ဒီရေကန်ထဲမှာအောက်ဆီဂျင်ပိုက်တွေထည့်ထားတယ်အောက်ဆီဂျင်ပိုက်ကဘယ်အိတ်လာလဲဆိုရင်ကားရဲ့ရှေ့မှာရှိနေတဲ့အောက်ဆီဂျင်အိုးရယူပြီးတော့လာတယ်အဲ့ဒီအောက်ဆီဂျင်အိုးရယူပြီးတော့မှဒီကန်လေးတွေထဲမှာထည့်ထားတာပါကားတစ်သီးမှာအဲ့ဒီလိုကန်သေးသေးလေးတွေ၈ခုရှိပါတယ်အခုကျွန်တော်တို့လေ့လာတဲ့နေရာကတော့လိမ္မော်ချံပါ sweet orange ပါအဲ့ဒီမှာကလည်းလိမ္မော်ပင်တွေကိုစိုက်ထားတာတော်တော်လေးကိုစနစ်တကျစိုက်ထားတာတွေ့ရပါတယ်အဲ့ဒီမှာဘာတွေ့လဲဆိုလို့ရှိရင်တပင်နဲ့တပင်3 မီတာခြားထားပါတယ်ဒီအလဲကောင်မှာတော့သွားလို့ရအောင်လုပ်ထားတယ်နောက်ဒီဥစ္စာကတော့ drip irrigation ကို drip နေနဲ့မဟုတ်ဘဲနဲ့ဒီလိုပိုက်ကလေးတွေနဲ့လှုပ်ထားပြီးတော့မှရေဝနေအောင်ကျွေးတာဖြစ်ပါတယ်အခုဒီနေရာကတော့ပတ်နေနဲ့ရေပေးတဲ့စနစ်ဖြစ်ပါတယ်အခုတစ်ခေါက်သွားကြည့်တာတော့ကြာစိုက်တဲ့နေရာကိုသွားကြည့်တာပါဗီယက်နမ်မှာကကြာဖြူကြာနီကြာဝါကြာအစိမ်းအဲ့ဒီလိုမျိုးရှိပါတယ်တစ်နှစ်ပတ်လည်လုံးကြာတွေထွက်ပါတယ်နောက်ပြီးတော့သူတို့ဟိုမှာနာမည်ကြီးတာကတော့ကြာလက်ဖက်6ဖြစ်ပါတယ်